မင်္ဂလာပါခင်ဗျာ ISO လက်မှတ်ရပို့လာမယ့် Asian မြေကုမ္ပဏီကကြိုဆိုပါရခင်ဗျာကျွန်တော်ကိုထွန်းနိုင်ပါဒီနေ့မှာတော့ Asian မြေရောင်းဝယ်လုပ်တဲ့အခါမှာအဓိကကျတဲ့စံပေးစာချုပ်အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအယောင်းဝယ်တစ်ခုလုပ်တော့မယ်ဆိုရင်စံပေးစာချုပ်ကတကယ်ကိုရေးပါတဲ့စာချုပ်ဖြစ်ပါတယ်ခင်ဗျာအယောင်းဝယ်အစနဲ့အဆုံးထိပါသွားမယ့်စာချုပ်ဖြစ်တဲ့အတွက်နှူးနှစ်ဖက်လိုလားတဲ့အချက်တွေကိုစံပေးစာချုပ်မှာထိရှုပ်သွားဖို့လိုအပ်ပါတယ်ခင်ဗျာစံပေးစာချုပ်ရှုပ်ဆိုတဲ့အခါမှာတော့အတိတ်တဲ့နှူးပါဖို့လိုအပ်ပါတယ်အတိတ်တဲ့နှူးရဲ့မှတ်ပုံနေနေလိပ်စာဖုန်းနံပါတ်ကိုလည်းထည့်သွင်းထားဖို့လိုအပ်ပါတယ်ခင်ဗျာစံပေးမူရင်းနှစ်ဆောင်ကိုလည်းရောင်းသူတစ်ဆောင်ဝယ်သူတစ်ဆောင်ယူထားဖို့လိုအပ်ပါတယ်ကြားမှာအကျိုးဆောင်တွေပါလာတယ်ဆိုလို့ရှိရင်လည်းအကျိုးဆောင်တွေကိုစံပေးစာချုပ်မိတ္တူကိုပေးထားတင်ပါတယ်ခင်ဗျာစံမဲစာချုပ်ကအကြောင်းမျိုးကြောင့်ရောင်းသူဘက်ကပြတ်တတ်တယ်လို့ဝယ်သူဘက်ကဖြတ်တာမျိုးလေးရှိတတ်ပါတယ်ခင်ဗျာရောင်းသူဘက်ကအယောင်းဝယ်ဖြတ်တယ်ဆိုလို့ရှိရင်တော့စံငွေရဲ့နှစ်ဆကိုပေးလျော်မည်ဆိုတဲ့အကြောင်းစာချုပ်မှာထိရှုပ်တင်ပြီးတော့အဲ့ဒီအချက်တွေမပါဘူးဆိုရင်တော့ဝယ်သူရဲ့စံငွေဆုံးရှုံးတာမျိုးလည်းရှိနိုင်ပါတယ်ခင်ဗျာဝယ်သူဘက်မှာအကြောင်းတစ်ခုခုကြောင့်ရောင်းဝယ်ဖြတ်သိမ်းမယ်ဆိုရင်တော့ပေးထားတဲ့စံငွေဆုံးရှုံးခံရမည်ဖြစ်ကြောင်းစာချုပ်မှာထိရှုပ်တင်ကြောင်းကိုလည်းကျွန်တော်တို့ဖိုးလာမင်းရှမ်းမြေကုမ္ပဏီနဲ့အကြံပြုတိုက်တွန်းလိုပါတယ်ခင်ဗျာ